အမေရိကန်ကဒီဘုံကျဲလေယာဉ်တွေလွှတ်လိုက်မှာကိုအီရန်ကစိုးရိမ်နေပါတယ်။ဒါပေမဲ့နှစ်ဖက်စစ်ပွဲကတော့အဆုံးထိသွားဖို့ရှိနေတာပါ။အစ္စရေးနဲ့အီရန်ကိစ္စကနောက်ဆုံးမဲ့လမ်းမမြင်တော့ပါဘူး။ဒီအချိန်မှာနှစ်ဖက်စလုံးအပြန်အလှန်တိုက်ခိုက်နေကြတာပါ။အီရန်ဘက်ကလည်းအကြံထက်မြန်တဲ့ဟိုပါဆိုးနစ်ဒုံးကြီးတွေထုတ်ပစ်လာပါတယ်။ဒီဇလန်ကိုအစပြန်ကောက်ရရင်တော့အစ္စရေးကစစ်စင်ရေး Rising Lion နဲ့အီရန်ရဲ့နျူကလ িয়ার စက်ရုံတွေကိုပြစ်မှတ်ထားတိုက်ခိုက်ခဲ့ရကစားခဲ့တာပါ။အီရန်ရဲ့နျူကလ িয়ার ဘုံထုတ်လုပ်နိုင်စွမ်းကိုတားဆီးဖို့အတွက်အစ္စရေးကနျူကလ িয়ার စက်ရုံတွေကိုအတိအကပြစ်မှတ်ထားတိုက်ခိုက်နေတာဖြစ်ပါတယ်။နောက်ပြီးထိတ်တန်းကောင်းဆောင်တွေနျူသိပ္ပံပညာရှင်တွေကိုလည်းရှင်းခဲ့သေးတာပါ။အစ္စရေးအတွက်ဖျက်ဆီးဖို့အခက်အခဲဆုံးပြစ်မှတ်ကတော့ဖော်တိုလောင်စာစီတန်းစင်စက်ရုံပါပဲ။ဒီစက်ရုံကတီဟီရန်မြို့တောင်ဘက်ကွမ်ဘာသာကြီးမြို့ရဲ့အရှေ့မြောက်ဘက်တောင်တလုံးအောက်မှာမြေအောက်ပေ300အနက်ထိဖုံးကွယ်တည်ဆောက်ထားတာဖြစ်ပါတယ်။ဒါ့အပြင်ဒီစက်ရုံမှာအားဖြည့်ကွန်ကရစ်ကာကွယ်မှုတွေနဲ့အထူးကြီးတည်ဆောက်ထားတာပါ။အစ္စရေးကဒီစက်ရုံကိုတိုက်ခိုက်ခဲ့ပေမဲ့မြေအောက်မှာရှိနေတဲ့အတွက်ကြီးကြီးမားမားပျက်စီးမှုတော့မရှိသေးဘူးလို့သတင်းရရှိပါတယ်။နိုင်ငံတကာအမှုမြူစွမ်းအင်အေဂျင်စီ IAEA ရဲ့အဆိုအရတော့ဒီစက်ရုံကအခုထိဆက်လက်လဲပတ်နေတုန်းပဲလို့သိရပါတယ်။နောက်ထပ်အရေးကြီးတဲ့ပြစ်မှတ်တစ်ခုကတော့နာတန်စ်နျူကလ িয়ার စက်ရုံဖြစ်ပါတယ်။ဒီစက်ရုံကတော့အီရန်ရဲ့ပထမဆုံးအဓိကတန်းစင်စက်ရုံဖြစ်ပြီးအစ္စရေးရဲ့တိုက်ခိုက်မှုတွေကြောင့်အကြီးအကျယ်ပျက်စီးသွားခဲ့ရတာပါ။ဓာတ်ပုံမှတ်တမ်းတွေအရရက်စစ်တပ်အားထောက်ပံ့မှုတွေနဲ့အဆောက်အအုံအများစုပျက်စီးခဲ့တယ်လို့သိရပါတယ်။ဒီနိုင်ငံရဲ့စီးရီးသတင်းကလည်းတနေ့ရွှေတနေ့ငွေဖြစ်နေတာပါအပြည့်ရမယ်လို့အီရန်ကတောင်းပန်နေဆိုပြီးသတင်းထွက်တာတွေရှိတယ်လို့နောက်ဆုံးအထိတိုက်ပွဲဝင်ပြီးအစ္စရေးကိုနောက်တာတွေပေးမယ်ဆိုတဲ့ကြွေးကြော်ချက်တွေလည်းထွက်လာပါတယ်အခုထိတော့ဆက်ဖြစ်နေကြတော့မှာပဲအစားပိုင်းမှာအမေရိကန်ကဒီအရေးကိုဝင်မပါဘူးလို့ပြောတာရှိတယ်လို့နောက်ပိုင်းကျတော့ဝင်ပါမယ်ဆိုပြီးပြောတာတွေလည်းရှိပြန်ပါသေးတယ်သတင်းတွေအရတော့အမေရိကန်ကအီရန်ကပြစ်လိုက်တဲ့ဒုံးကြီးတွေကိုပြစ်ချတဲ့နေရာမှာဝင်ကူပေးခဲ့တယ်လို့လည်းသိခဲ့ရတာပါပြီးတော့တခြားကိစ္စတွေလည်းရှိနေပါသေးတယ်အီရန်ရဲ့ဖော်တိုစက်ရုံကိုဖျက်ဆီးဖို့အတွက်အစ္စရေးကအမေရိကန်ရဲ့အကူအညီကိုအပြင်းထန်မျှော်လင့်နေတာပါအီရန်ရဲ့မြေအောက်စကန်တွေကိုဖျက်ဆီးနိုင်မဲ့အဓိကလက်နက်ကတော့ဘန်ကာဘတ်စတာဘုံတွေပါပဲဒီဘုံတွေကမြေကြီးတွေသာမကပါဘူးအားဖြည့်ကွန်ကရစ်တွေကိုထိုးပေါက်ပြီးဖျက်ဆီးနိုင်ပါတယ်ပြစ်မှတ်စီရောက်မှသာပောက်ကွဲအောင်ထိန်းချုပ်လို့လည်းရနေတာပါအမေရိကန်စစ်တပ်မှာရှိတဲ့နျူကလ িয়ার ဘုံမဟုတ်တဲ့အကြီးဆုံးဘုံကတော့ GBU-57 MOP ဘုံကြီးပါပဲဒီဘုံနဲ့ဆိုရင်ဖော်တိုမြေအောက်စက်ရုံကိုကောင်းကောင်းဖောက်ထွင်းနိုင်ပါတယ်ဒီဘုံရဲ့အလေးချိန်ကပေါင်3000လောက်ရှိနေတာပါမြေကြီးဆိုရင်ပေ200လောက်ထိဖောက်သွားမှာဖြစ်ပါတယ်အားဖြည့်ကွန်ကရစ်ဆိုတော့ပေ60လောက်ထိအသာလေးပါပဲအီရန်ကလည်းဒီဘုံကြီးကိုကြောက်ပါတယ်လက်ရှိမှာသမ္မတဒေါ်နယ်ထရန့်ကအီရန်ရဲ့နျူကလ িয়ার စက်ရုံတွေကိုတိုက်ခတ်ရမှာအစ္စရေးနဲ့ပူးပေါင်းမှုစဉ်းစားနေတယ်လို့လေသံပစ်ထားတာပါသတင်းရင်းမြစ်တွေကလည်းဒီအကြောင်းကိုအတည်ပြုထားပါတယ်အကယ်၍အမေရိကန်ကဝင်ပြီးကူညီခဲ့မယ်ဆိုတော့ဖော်ရိုနဲ့နာတန်စက်ရုံနှစ်ခုစလုံးကိုဖျက်ဆီးနိုင်မှာပါအဲ့ဒီခါကျရင်အီရန်ရဲ့နျူကလ িয়ার အစီအစဉ်ကလည်းလုံးဝပြတ်သုံးသွားမှာဖြစ်ပါတယ်နောက်မှပြန်အကောင့်တွေပေါ်ရင်တော့မသိပါဘူးလက်ရှိမှာအီရန်ကနျူကလ িয়ার လက်နက်ရဖို့အတော်လေးနှိစက်နေတာပါအစ္စရေးကလည်းအီရန်လက်ထဲနျူလက်နက်မရောက်ခင်အမိဝင်တိုက်တာဖြစ်ပါတယ်အီရန်ရဲ့နျူကလ িয়ার အစီအစဉ်ပြင်ဒုံးကြီးအစီအစဉ်ကလည်းအရင်အရေးကြီးတဲ့အခန်းကဏ္ဍကနေပါနေခဲ့တာပါအမေရိကန်ရဲ့ခံမှန်းချက်အရဆိုရင်အီရန်မှာပဲထိန်းဒုံးကြီး3000လောက်ရှိတယ်လို့သိရပါတယ်တကယ်လို့အီရန်သာနျူကလ িয়ার ထိပ်ဖူးတွေထုတ်နိုင်သွားရင်ဒီဒုံးကြီးတွေနဲ့ပေါင်းဆက်လိုက်ရုံပါပဲဒီဒုံးကြီးတွေမှာနျူကလ িয়ার ထိပ်ဖူးမတက်ဘူးဆိုရင်တော့အစ္စရေးကိုထိခိုက်ပျက်စီးအောင်လုပ်ဖို့ဖြစ်နိုင်ပါသေးတယ်ဒုံးကြီးများပြားကိုတပြိုင်နက်တည်းလွတ်ပေးလိုက်ရင်ကမ္ဘာအကောင်းဆုံးလေကြောင်းကာကွယ်ရေးစနစ်တက်ထားတယ်ဆိုတဲ့အစ္စရေးလည်းခံနိုင်မှာမဟုတ်ပါဘူးအဲ့ဒီဒုံးကြီးထဲမှာဟိုက်ပါဆိုနစ်တွေပါရင်ပိုပြီးဆိုးပါအောင်မယ်လက်ရှိမှာလည်းအီရန်ကဒုံးကြီးအတော်များများနဲ့အစ္စရေးရဲ့လေကြောင်းကာကွယ်ရေးစနစ်ကိုအလုရှုပ်ပေးထားပါတယ်ဒီစနစ်အားနည်းသွားရင်နောက်ထပ်အစီအစဉ်တွေလာမယ့်သဘောလည်းရှိနေတာပါအစ္စရေးကလည်းဒီအခြေအနေကိုကာကွယ်ဖို့အတွက်အီရန်ရဲ့ပဲထိန်းဒုံးကြီးထုတ်လုပ်ရေးစက်ရုံတွေကနေတိုးလောင်ရုံတွေနဲ့ဖြစ်လို့ရေးစကန်တွေအထိပြစ်မှတ်ထားတိုက်ခိုက်နေပါတယ်ဒါပေမဲ့ဒီဒုံးကြီးစကန်အများစုကမြေအောက်အနက်ကြီးမှာမြုပ်ထားတာကြောင့်ဖျက်ဆီးဖို့အတွက်ဘန်ကာဘတ်စတာဘုံတွေလိုအပ်နေတာပါအီရန်အနောက်ပိုင်းခိုရာမာဘတ်နာမှာအီမာအလီဆိုတဲ့ဒုံးကြီးစကန်တစ်ခုရှိပါတယ်ဒီစကန်ကလည်းမြေအောက်မှာတည်ဆောက်ထားတာပါဒီစကန်မှာဒုံးကြီးအများအပြားသိမ်းဆည်းထားတာကြောင့် Missile City တနည်းအားဖြင့်ဒုံးကြီးမြို့တော်လို့လည်းခေါ်ပါသေးတယ်ဒီနေရာကတေအပေမြို့ရဲ့1265ကီလိုမီတာအကွာအဝေးမှာရှိနေတာပါဂျိုလူတပ်ပုံတွေရဒီဒုံးကြီးစကန်ဟာဘယ်လောက်ထိအဆင့်မြင့်လဲဆိုတာတွေ့မြင်နိုင်ပါတယ်ဒီအဆောက်အုံစုကြီးမှာဝင်ထွက်မှုထိန်းချုပ်ရေးစကန်တွေဒုံးကြီးလောင်စာစီကန်တွေအတွက်နေရာတွေပါဝင်ပါတယ်တောင်ထဲကိုဝင်ရောက်နိုင်တဲ့ဥမေလှိုင်ကောင်း2ခုရှိပြီးဒုံးဖြစ်စဉ်2ခုလည်းတည်ဆောက်ထားတာပါဒီဒုံးကြီးစကန်အပြင်အီရန်ရဲ့တောင်တန်းဒေသဖြစ်တဲ့ကာမန်ရှားပြည်နယ်မှာလည်းကြီးမားတဲ့မြေအောက်ဥမေလှိုင်ကောင်းစနစ်နဲ့ဒုံးကြီးစကန်အမျိုးမျိုးရှိနေတာပါဒီစကန်တွေကိုလည်းအစ္စရေးကတိုက်ခိုက်ခဲ့ပေမဲ့အပြေအဝတော့မဖျက်ဆီးနိုင်သေးပါဘူးတခုတည်းသောလက်နက်ကအမေရိကန်ရဲ့ဘန်ကာဖြတ်ပေါင်3000ဘုံကြီးကိုပဲမျှော်လင့်ချက်ထားရမှာပါနျူကလ িয়ার စက်ရုံတွေနဲ့ဒုံးကြီးစကန်တွေအပြင်အီရန်ခေါင်းဆောင်တွေနဲ့စစ်ရေးကွပ်ကဲမှုစကန်တွေကလည်းပြစ်မှတ်စည်းရင်းထဲမှာပါဝင်ပါတယ်အစ္စရေးရဲ့ရည်မှန်းချက်တွေမှာအီရန်ကအစိုးရပြောင်းလဲရေးတစ်ခုဖြစ်အောင်လုပ်မှာပါအစ္စရေးဝန်ကြီးချုပ်နေတန်ယာဟုကအီရန်ပြည်သူတွေကိုတပုံထားဖို့လှုံ့ဆော်ထားသလိုအီရန်အဓိပတိအလီခါမီနီကိုရှင်းပစ်ဖို့လည်းကြံစည်ထားတာဖြစ်ပါတယ်ဒါပေမဲ့ခါမီနီအပါအဝင်ကျန်တဲ့ခေါင်းဆောင်တွေ IRGC တမှုတွေကတော့တောင်လေအောက်မှာစောက်ထားတဲ့ဘန်ကာတွေမှာသွားစကန်ချနေကြတာပါနောက်ပြီးကိုကဲရေးနဲ့ထိန်းချုပ်ရေးတွေကိုအဲ့ဒီကနေပဲဆက်လုပ်နေပါတယ်
သမ္မတထရန့်ကတော့ခါမီနီတို့ရှိတဲ့နေရာကိုတည်တယ်ဆိုပြီးထုတ်ပြောခဲ့တာပါဒါပေမဲ့ရှင်းလင်းရေးတော့မလုပ်သေးဘူးလို့ဆက်ပြောပြန်ပါတယ်ဒီကြားထဲမှာအပေးယူလုပ်ဖို့အချိန်စောင့်နေပုံလည်းရှိနေတာပါတကယ်တော့အစ္စရေးမှာလည်းဘန်ကာဖြတ်ဘုံတွေရှိပါတယ်အများစုကတော့အမေရိကန်ကပဲထောက်ပံ့ပေးထားတာပါဒီထဲမှာ GPU 39B GPU 31 GPU 20H တို့ပါဝင်ပါတယ်နောက်ဆုံးတစ်ခုဖြစ်တဲ့ GPU 20H ကတော့အစ္စရေးရဲ့ဘန်ကာဖြတ်ဘုံတွေထဲမှာစွမ်းအားအထက်ဆုံးလို့ဆိုရမှာပါဒီဘုံကပေါင်9000လောက်အလေးချိန်ရှိပါတယ်စမ်းသပ်မှုတွေရတော့မြေကြီးဆိုရင်ပေ160လောက်နဲ့အားဖြည့်ကွန်ကရစ်ဆိုရင်16ပေလောက်အထိဖောက်ထွင်းနိုင်တာပါဒါပေမဲ့အီရန်ရဲ့ဘန်ကာတွေက GPU 20H မရောက်နိုင်တဲ့နေရာတွေမှာနက်နက်ရှိုင်းရှိုင်းတိစောက်ထားတာပါတစ်ဖက်မှာလည်းအီရန်ကဘန်ကာရီရဲ့အားဖြည့်ကွန်ကရစ်ကိုခံနိုင်ရည်ပိုရှိအောင်တိစောက်ထားတာဖြစ်ပါတယ်အထက်ရောက်ဆုံးဘန်ကာဖောက်လက်နက်တွေကိုပိုင်ဆိုင်ထားတဲ့သူကတော့အမေရိကန်ပါပဲအဲ့ဒီထက်ကအရန်အစင်းမြင့်တဲ့လက်နက်တွေဆိုရင်ဘလောက်ပေးပေးဘသူ့ကိုမှထုံမရောင်းပါဘူးနောက်ဆုံးအစ္စရေးကိုတော့ထုတ်ရောင်းခဲ့တာမဟုတ်ပါဘူးအဲ့ဒီထဲမှာ GPU 57 MOB ကထိပ်ဆုံးကပါနေတာပါရှေ့မှာပြောပြခဲ့တာလေးကိုအစာပြန်ကောက်မယ်ဆိုတော့ဒီဘုံကမြေအောက်ပေ200လောက်နဲ့အားဖြည့်ကွန်ကရစ်ဆိုရင်ပေ60လောက်ထိထိုးဖောက်ဖျက်ဆီးနိုင်တာဖြစ်ပါတယ်ဒီဘုံကိုတည်ဆောင်နိုင်တဲ့လေယာဉ်ကလည်းတစ်ခုတည်းပဲရှိပါတယ်အဲ့ဒါက B2 separate ဘုံကျဲလေယာဉ်ကြီးပါပဲဒီလေယာဉ်ကိုတော့အထူးပြုပြင်ထားလို့တည်လို့ရနေတာပါမဟုတ်ရင်ရမှာမဟုတ်ပါဘူး B2 separate တွေကကမ္ဘာအကောင်ဆုံးဘုံကျဲလေယာဉ်တွေဖြစ်ပါတယ်အတန်တိတ်ကိုပြောင်းနိုင်တဲ့အစွမ်းတွေရှိလို့လေကြောင်းကာကွယ်ရေးစနစ်အားနည်းနေတဲ့အီရန်ဝေဟင်မှာအလွယ်တကူလှုပ်ရှားနိုင်မှာပါလုံခဲ့တဲ့လပိုင်းတွေလောက်မှာအမေရိကန်က B2 လေယာဉ်အုပ်စုတစ်ခုလုံးကိုအီရန်ကမ်းရိုးတန်းကမိုင်2400အကွာစီရွှေ့ပြောင်းခဲ့ပါတယ်အဲ့ဒီနေရာကအင်ဒရီယာသမုဒ္ဒရာတွေကဒီယေကိုဂါရှာကျွန်းလေးမှာပါပဲအီရန်ကလည်းမြေအောက်ဘန်ကာတွေကိုပုံရှိုးကွယ်ရှိုးနဲ့စောက်ထားတာပါအဲဒါကြောင့်ဘယ်နေရာမှာရှိလဲလို့အတိအကျသိဖို့မလွယ်ပါဘူးဂျိုဒူပုံရိပ်တွေကိုကြည့်ရင်တော့ဥမေလိုင်ကောင်းဝင်ထွက်ပေါက်တွေလေဝင်လေထွက်ပေါက်တွေကိုပဲတွေ့ရမှာပါဒါပေမဲ့အစ္စရေးရဲ့ထောက်လှမ်းရေးမော့ဆက်အေဂျင့်တွေရထားတဲ့သတင်းတွေတော့ရှိပါတယ်ဒီချက်လက်တွေကိုအားကိုးပြီးတိုက်လို့တော့ရနေတာပါတစ်ဖက်မှာလည်းအီရန်ကနျူကလ িয়ার စက်ရုံတစ်ထပ်ဆောက်နေပါသေးတယ်လက်ရှိနေတဲ့နာတန်စ်နဲ့ဖော်တိုစက်ရုံတွေကိုတိုက်ခိုက်လာနိုင်ကြီးရှိတယ်ဆိုတာကိုလည်းတွက်ချက်ထားတာပါအဲဒါကြောင့်နာတန်စက်ရုံရဲ့တောင်ဘက်မှာနာတန်2လို့ခေါ်တဲ့စက်ရုံတစ်ရုံထပ်ဆောက်နေခဲ့ပါတယ်ပြီးတော့အဲ့ဒီနေရာကိုလုံခြုံရေးတင်းကျပ်ထားတာပါဒီစက်ရုံရဲ့အားသာချက်ကတော့မြေအောက်ပေ260ကနေ330အတွင်းမှာရှိနေတာပါပဲနောက်ပြီးအတွင်းမှာလည်းအားဖြည့်ကွန်ကရစ်အလွှာတွေအများကြီးထည့်ဆောက်ထားတာပါဒီဘန်ကာကိုဆိုရင် MOP ဘန်ကာဖြတ်ပုံကြီးလည်းဖောက်နိုင်မှာမဟုတ်ပါဘူးအီရန်ကဒီစက်ရုံကိုအားထားပြီးနျူလက်နက်ဆက်ထုတ်မဲ့ကိစ္စကိုလုပ်နေတာပါလာအနေငယ်လောက်မှအပြီးသက်နိုင်ခဲ့ရင်တော့အစ္စရေးလည်းမျက်ကုံးလောက်ရတော့မှာဖြစ်ပါတယ်ဒီအချိန်ကျရင်တတိယကမ္ဘာစစ်ကိုနျူကလ িয়ার တွေနဲ့စားလိုက်ရတော့မှာပါအမေရိကန်ကတကယ်ပဲဝင်ဆွတ်ဖက်မလားဆိုတာကတော့ကြီးမားတဲ့မေးခွန်းတစ်ခုပါပဲဒီအချိန်အထိအစ္စရေးကအမေရိကန်ကိုကာကွယ်ရေးအတွက်ပဲအကူအညီတောင်းခံခဲ့တာပါသမ္မတထရန့်ကသူ့ကိုရွေးကောက်တင်မြောက်ချိန်မှာစစ်ပွဲအသစ်တွေမလုပ်ဘူးလို့ကတိပေးခဲ့ပူပါတယ်ဒါပေမဲ့အီရန်ကနျူလက်နက်ပိုင်ဆိုင်မှုဖြစ်လာရင်တော့ဒီကတိကိုဖောက်ရတော့မှာပါနောက်ပြီးအခုဖြစ်နေတဲ့စစ်ပွဲရဲ့အဓိကရည်ရွယ်ချက်ကလည်းအီရန်ရဲ့နျူကလ িয়ার အစီအစဉ်ကိုပိတ်ပစ်ဖို့သာဖြစ်ပါတယ်အစ္စရေးရဲ့တိုက်ခိုက်မှုအပြီးမှာအီရန်ကနျူကလ িয়ার လက်နက်ထုတ်လုပ်ဖို့တေချာပေါက်ဆက်ကြိုးစားနေတာပါဖော်တိုစက်ရုံကတိုက်ခိုက်ခံခဲ့ရပေမဲ့ဆက်ပြီးလဲပတ်နေပါသေးတယ်ဒီစက်ရုံတွေကိုမရှင်းနိုင်ခဲ့ပဲအီရန်ကိုနျူလက်နက်ထုတ်လုပ်နိုင်တဲ့အထိအခွင့်ပေးလိုက်ရင်တော့အစ္စရေးရဲ့စစ်စင်ကြီးကကြာရှုံးခဲ့တယ်လို့ပဲပြောရမှာပါအကယ်၍အမေရိကန်ကအီရန်ကိုတိုက်ခိုက်ဖို့ဆုံးဖြတ်ခဲ့မယ်ဆိုရင်အကျိုးဆက်တွေကပြင်းထန်မှာပါအီရန်ရဲ့အဓိပတိအလီခါမီနီကအမေရိကန်ရဲ့တိုက်ခိုက်မှုဟာပြင်းထန်ပြီးပြန်ပြင်လို့မရနိုင်တဲ့အကျိုးဆက်တွေဖြစ်လာလိမ့်မယ်လို့သတိပေးခဲ့ပြီးပါပြီအီရန်ကအရှေ့အလယ်ပိုင်းမှာရှိတဲ့အမေရိကန်စစ်စခန်းတွေကိုတိုက်ခိုက်ခြင်းဖြင့်တုံ့ပြန်နိုင်ပါတယ်ဒီစစ်စခန်းတွေမှာဆိုရင်အမေရိကန်စစ်သား4000ကနေ5000လောက်ထိရှိနေတာပါဒီကြားထဲမှာအီရန်ရဲ့မဟာမိတ်လို့ပြောနိုင်တဲ့လက်နက်ကိုင်အဖွဲ့အစည်းတွေလည်းရှိပါတယ်Hezbollah ဟူသီတွေပြင်အီရတ်စစ်သွေးကြွအဖွဲ့တွေကလည်းအီရန်ဘက်ကဝင်တိုက်ပေးဖို့သဘောတူထားကြတာပါအခြေအနေတွေတကယ်ပဲထိမနိုင်သိမ်းမရဖြစ်သွားခဲ့ရင်အီရန်ကလမ်းကြောင်းပိတ်ပြီးပင်လယ်ကွေ့နိုင်ငံတွေကရေနံတင်ပို့လို့မရအောင်လုပ်နိုင်ပါတယ်အဲဒီခါကျရင်ရေနံတွေအကြီးအကျယ်ဈေးတက်ပြီးကမ္ဘာစီးပွားရေးအကျက်တဲကိုလည်းဥတီလာမှာပါပြောရမယ်ဆိုရင်အမေရိကန်ရဲ့ကြားဝင်မှုဟာအန်ဒရယ်များတဲ့စစ်စင်ရေးတစ်ခုဖြစ်ပြီးဦးစားပေးရွေးချယ်မှုတော့မဟုတ်ပါဘူးဒါပေမဲ့အီရန်ကနျူကလ িয়ার လက်နက်တွေဆက်လက်တည်ဆောက်နေမယ်ဆိုရင်တော့ဖြစ်လာနိုင်ခြေရှိနေကြောင်းဝေမျှရင်ဗီဒီယိုလေးကိုနေကုန်းချုပ်လိုက်ပါတယ်